ညဘက်ကိုအရက်တောက်ချင်တာလည်းပေါ့နော်အမီလေးဘွားလေးလောက်စားဖြစ်ပါတယ်မာလာအနှစ်ထုတ်ရဲ့ကြက်မဲရဲ့အမဲသားရဲ့အမဲရှာရဲ့ဝက်ဦးချိုရဲ့ဝက်မိုလုံးရဲ့ပေါ့နော် ready made ပဲပေါ့နောက်ဆုံးအရင်တွေမှာ ready made မာလာနှစ်ထုတ်ကိုထည့်လိုက်ပါတယ်အရွက်ကတော့မရှိဘူးပေါ့နော်အရွက်မရှိတော့အိမ်မှာရှိရဲ့အသားလေးနဲ့ပဲပေါ့နော်ရှိသလိုလေးမြည်မယ်ဆိုပြီးတော့ညတစ်ကောင်ထားလို့စားရပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ဝက်မိုလေးထည့်ပါတယ်ပြီးရင်ရေနွေးစုရည်အဖုံးလေးအုပ်ထားလိုက်ပါမယ်နောက်ဆုံးမှာတော့ရလာပါပြီခောက်ဆွဲရတော့ဘလို့ပါလာလဲမသိတော့ဘောเนาะကျွန်တော်ရှေ့သွားလိုက်တဲ့ခဏမှာကဲမာလာဟော့ပေါ့ဆက်ဆက်လေးနဲ့မြည်မယ်ဒီနေ့ရဲ့ဆရာကြီးကတော့ Jack Daniel Tennessee Old number 7ပဲဖြစ်ပါတယ်ဒီ Jack Daniel Whiskey က Tennessee Whiskey မျိုးစားဖြစ်ပါတယ် Tennessee Whiskey နဲ့ American Bourbon Whiskey နဲ့ဘာမတူတာလဲဆိုလို့ရှိရင် Tennessee Whiskey တွေကအရက်တွေကိုနစ်မချို့ခင်မှာပေါ့နော်အထူး Maple Charcoal Filter လို့ခေါ်တဲ့အထူးပြုလုပ်ထားတဲ့ဒီမီးလေးမှာပေါ့နော်အရင်တန့်စင်ပြီးတော့မှနစ်ချို့တာပဲဖြစ်ပါတယ် Jack Daniel Whiskey ပေါ့နော်အနံ့ကတော်တော်ကောင်းပါလေအချိုနံ့လေးနဲ့ပေါ့နော်အုတ်အနံ့ဟိုမှာမီးဖုတ်ထားတဲ့နံ့လေးခံစားရပါတယ်တော်တော် smooth ဖြစ်ပြီးတော့အဝင်ကောင်းတယ်ပေါ့နော်ဒါပေမဲ့ spice ရတာတော့နည်းရှိတာပေါ့လေအကြောင်းကရှင်းပြီးတော့ဝင်သွားတာပေါ့နော် cheers bro